စီးပွားရေးဆက်တဲ့ညံဒါမှမဟုတ်ပြီးပတ်ထော်ဖို့စ조사နေသူများအတွက် Hawking အခုလက်ရှိအချိန်မှာအိမ်မက်နှစ်ခုရှိတယ်ပထမတစ်ခုကငွေကြေးအောင်မြင်ဖို့ဒုတိယတစ်ခုကနေရအထစ်တစ်ခုကိုတွားဖို့ပါတင်ဟာအပြင်ပန်းမှာတော့ဒီအိမ်မက်တီကိုတကယ်ဆက်တင်တော့မယ်လို့လူတွေကိုပြောထားပြီးမယ်တင်စိတ်ထဲမှာတော့ကြီးမားတဲ့စိုးရင်စိတ်နဲ့ငါလုံနိုင်ပါမလားဆိုတဲ့တန်တရားတွေနဲ့ပြည့်နေပါတယ်ဒီစိတ်ကပဲတင်ကိုအတိုင်းအစီးဖြစ်နေစေတာပါတင်ဟာတကယ်ကိုအလုပ်ကြိုးစားတဲ့သူဖြစ်ပါတယ်တင်လေးလာထားတဲ့ရင်းနှီးမြှုပ်နှံထားတဲ့စီးပွားရေးပညာဒို့မဟုတ်ခရီးစဉ်အချိန်တွေဟာလုံးဝအလဟတာမဖြစ်ပါဘူးတင်ရဲ့အောင်မြင်မှုဟာကံတရားထက်တင်ရဲ့ဆွဲနဲ့လုံးလအပေါ်မှာပဲတည်မြဲနေပါတယ်ပြောင်းရွှေ့ခြင်းနဲ့ဆက်ဆက်တဲ့စွမ်းအင်ကတင်ဘက်မှာရှိနေတယ်လက်ရှိပတ်ဝန်းကျင်ကနေခွာထွက်ဖို့ဒါမှမဟုတ်အမြင်အထက်တွေရဖို့လိုအပ်နေပါပြီကြာမဆောင်ပါနဲ့ဒီ Hawking ကိုလက်ခံပြီးတင်ရီမှန်းချက်အောင်မြင်ပါစေတင်ဆက်တင်တဲ့တီချတွေနေရက်နဲ့ဘယ်နိုင်ငံဘယ်စီးပွားရေးလုပ်ငန်းကတင်အထွတ်ကန်အကောင်ဆုံးလဲဆိုတာသိချင်ရင်ငွေတကောက်ဖွင့်ပေးပါလို့ရေးပြီးကျွန်ုပ်စီကိုပိုင် Hawking အတွက်လာမေးပါ